ဗုဒ္ဓအလိုအရမြည်မြကောင်းသောမှန်သောစကားပင်ဖြစ်စေအခြေအနေကိုသုံးသပ်ရှုမြင်လိုက်သောအခါအကယ်၍တစ်ဖက်သားအပေါ်အကျိုးသက်ရောက်နိုင်သောအခြေအနေမရှိပါကမပြောဘဲနေသိန်းကနေရမည်ဖြစ်လေသည်ဗုဒ္ဓအလိုအရအကျိုးရှိမရှိအခါကာလဟုတ်မဟုတ်ကိုယထာဘူတကြကြခွဲခြားသိမြင်မှုဆင်ခြင်မှုလည်းမရှိထို့သို့ယထာဘူတကြကြခွဲခြားမှုမရှိသောကြောင့်မှန်သောစကားကိုဆိုနိုင်ခြင်းလည်းမရှိသူဖြစ်ပါကမြည်မြအသက်ကြီးစေလူကြီးဖြစ်ပညာအမျှော်မြင်ရှိသူအဖြစ်မတတ်မှတ်နိုင်ခြင်းတမဟုတ်မမှန်ဘူးအကျိုးစီးပွားနဲ့လည်းဆက်ရှင်မှုမရှိဘူးသူတစ်ပါးနှစ်သက်မှုနှစ်ချိုက်မှုလည်းမရှိဘူးဆိုတဲ့စကားမျိုးကိုငါမပြောဘူးနှစ်ဟုံမှန်မှုတော့ရှိတယ်ဒါပေမဲ့အကျိုးစီးပွားနဲ့တော့မဆက်ရှင်ဘူးသူတစ်ပါးနှစ်သက်မှုနှစ်ချိုက်မှုတော့မရှိဘူးဆိုတဲ့စကားမျိုးကိုလည်းငါမပြောဘူးသုံးမဟုတ်မှန်ဘူးအကျိုးစီးပွားနဲ့လည်းမဆက်ရှင်ဘူးဒါပေမဲ့သူတစ်ပါးနှစ်သက်မှုနှစ်ချိုက်မှုတော့ရှိတယ်ဆိုတဲ့စကားမျိုးကိုလည်းငါမပြောဘူးလေးဟုတ်မှန်မှုတော့ရှိတယ်သူတစ်ပါးနှစ်သက်မှုနှစ်ချိုက်မှုလည်းရှိတယ်ဒါပေမဲ့အကျိုးစီးပွားနဲ့ဆက်ရှင်မှုတော့မရှိဘူးဆိုတဲ့စကားမျိုးကိုလည်းငါမပြောဘူးငါဟုတ်မှန်မှုရှိတယ်အကျိုးစီးပွားနဲ့လည်းဆက်ရှင်တယ်ဒါပေမဲ့သူတစ်ပါးနှစ်သက်မှုနှစ်ချိုက်မှုတော့မရှိဘူးဆိုတဲ့စကားမျိုးကိုအခြေအနေအရအခါအားလျော်စွာငါပြောတယ်6ဟုတ်မှန်မှုရှိတယ်အကျိုးစီးပွားနဲ့လည်းဆက်ရှင်တယ်သူတစ်ပါးနှစ်သက်မှုနှစ်ချိုက်မှုလည်းရှိတယ်ဆိုတဲ့စကားမျိုးကိုအခြေအနေကြည့်ပြီးအခါအားလျော်စွာငါပြောတယ်